မင်းမစိုးဝဲလာလိုက်နဲ့ငါတို့ဆရာတော်ဘုရားလွတ်နေတော်တော်ပြည့်နေဆရာတော်ဘုရားတော့ငါတို့ပြန်လာကြည့်哎呀，这边没那个边，俺这边边没现在的话，俺这边面这比较有，大概就不不的，俺路没没有那的，俺路还帮的看这家的了吧？哎呀，这要搞比这家你们呢？不说ဆရာတော်ဘုရားတော့နိုင်ကြဘူးတောက်ကောင်းလိုက်တာအဲ့တော့မောင်တက်တာလေးကိုကဆရာတော်ဘုရားယူလာဖို့တော့ပြောမှာဆင်းတော်တော့ကြပြီအဲ့တော့ဒါတို့တော့ကြမယ်哎，ကဲအဲ့ဒါတော့လည်းရောက်ပြီတော့တော့နိုင်ခင်不要要，跟那，说那些的你也瞧的，俺家一堆不？နေရာရောက်ပြောနေမကြည့်မငယ်နဲ့哎呀，隔壁家的拿不下的。တော့နိုင်ခင်လူတွေများလဲလို့ကောက်ပြရည်လို့ပါလားအားကြောင့်ကိစ္စများရှိလို့ပါလေရှင်ဟိုဆရာတော်ဖခင်ရဘာများပြင်လိုက်လို့လဲရှင်ဟောဆရာတော်ဘုရားကြီးနိုင်ခင်သားလေးမောင်တက်တာလေးကျောင်းလာခဲ့ပါဦးလို့ခေါ်ခိုင်းလိုက်တော့ဟောဆရာတော်ဖခင်သားလေးကိုခေါ်ခိုင်းလိုက်တာလားကောင်းပါပြီရှင်ဟိုသားလေးပြန်လာလို့ရှိရင်ပြောလိုက်ပါမယ်ဆွလိုက်ပါမယ်နော်အဲ့ဒါလည်းတော့နိုင်ခင်ကျောင်းမှာဦးရဲ့ဝေယဝိဇ္ဇာတွေလောက်ကြကြီးလို့ကျောင်းပြန်နေတာဟုတ်လားကောင်းပါပြီကောက်ပြရည်လို့လေကောင်းပါဟုတ်ပြီလာရင်စက်ကြကြီးလွတ်လိုက်ပါနော်ကောင်းပါပြီရှင်စိတ်ချပါသားလေး没，白猪呢？ဟောဘာမှမပါဘူးကောက်ပြရည်လာသွားတယ်ဒါရဲ့ဆရာတော်ဖခင်သားလေးကိုအကြောင်းကိုလွှတ်လိုက်ပါဦးတဲ့哦，我这里也担心没给你给少，大路上还没有去买那个米。ဟုတ်မှာပေါ့သားရဲ့啊，ကဲသားလေးဒါနဲ့တကယ်ချင်းတွေကိုပါမလာဘူးလား啊，妹妹，大毕业，妹妹今天我过来买的，你说我啥的？အေးပါအေးပါဟုတ်ပါပြီနော်မင်းကလည်းအိမ်ထဲမှာအလုပ်တွေကရှုပ်နေတာအဲ့တော့သားလေးတကယ်ချင်းတွေကိုခေါ်ပြီးတော့ကျောင်းတော်မမေးနဲ့နော်OK，妹妹，OK。အေးအောင်မေးရင်မလုပ်တာချက်တော့လိုက်မယ်နော်妹妹，这家没有大米了，把一干没了了，我。啊，把人家那好吧，我这个米大都一样的，昨天我给他给他的。没有多少人多，慢慢就会变清楚的，不会来做他妈呀。啊，这个家的话，没有办法，妈妈如果见不起吧，这个爸妈不见没有丢了。俺嘞，都你讲了。ဒီကောင်းပါလေသားရဲ့ဒီကောင်းပါလေခုလိုမျိုးနော်ဟလာသားလေးပေါ်မှာတကယ်ချင်းကောင်းပြီးသားဆိုတာနဲ့နော်သစ္စာရှိရှိနဲ့ခုလိုမျိုးခင်မြင်သွားလို့မတူလို့တော့ကျေးဇူးတင်ပါတယ်ကွယ်ကျော်တို့တရားနဲ့တရားဝင်ပြင်းနေတယ်ကဲဘာပြောချင်လို့တော့ပြောသမှာကျော်တို့သစ္စာတို့ဟိုးငယ်တောင်ကြီးကလေးဝါကလေးသူနေသူစားသူသွားတာဘာမှသစ္စာတို့စိတ်မပေါ်နဲ့အန်ဒီရဲ့ပြပါကွယ်ဘုလို့ကြားတာတော့လေစိတ်ချမ်းသာလိုက်တာဝမ်းသာလိုက်တာကွယ်ကဲသားလေးတကယ်လေးတွေစကားပြောကြအောင်နော်ဟုတ်လားဘုန်းကြီးကြောက်သွားဖို့လည်းမမေ့နဲ့မမေ့ဒီနေ့မှလုံးစားချက်တော့လိုက်မယ်နော်ကောင်းပါမေမေအေးတကယ်တော့ဒီရောက်ဖုံးရတို့တကယ်ရင်တော့ရောက်လာဖို့ခေါ်ပဲငါလည်းမလို့ရင်ဝယ်ဖို့ငါအချင်းနေတယ်မလို့ရောက်လာတဲ့တော့ပဲပေါ့အဲ့လိုလေတို့တကယ်တော့သွားကြတာပေါ့ကွာသွားကြအေးငါလည်းလုပ်ငန်းတွေကရှက်အမှလည်းစစက်ကတစ်မျိုးမောင်သစ္စာလေးရတယ်အားကိုးရဆိုတော့ဘာမှသစ္စာရင်းရှိဓမ္မသစ္စာကြီးလိမ္မာကြီးကြရှိအေးလေဘာလဲဖြစ်ဟာတိလာပါသိစရာကျွန်တော်ရဲ့လုပ်ငန်းကြောင်းလေးတွေအဆင်ပြေနေတဲ့အကြောင်းလေးမောင်သစ္စာကျွန်တော်နေပြီးတော့လိမ္မာရှိတဲ့အကြောင်းကျွန်တော်ပြောနေတာဒါတွေကိုကျွန်တော်တွေ့ဝေးနေတာဒါနဲ့ဒီခရဆေးကူတာဘယ်နဲ့အဆင်ပြေလားအေးဘောအဆင်ပြေလို့မဟုတ်တို့လိုသိစရာဆိုတာလေကုလိုတဝက်ကိုယ့်ရဲ့ဌာနတဝက်ဟောဝေးကြီးတောင်းလို့လေ
အားလုံးကြည့်လို့လေးစားတာဟုတ်လားဟုတ်တာပေါ့ဟောပြီးတော့စင်ပြေတာဟောဟုတ်ကဲ့စင်ပြေပါရဲ့ကျွန်တော်ကတော့အားလုံးပြည့်ပြည့်စုံစုံနဲ့သူကတော့စင်ပြေပါရဲ့ဒါစိတ်ချမ်းသာဟုတ်ကျွန်တော်စိတ်ချမ်းသာဘာကြောင့်လဲဆိုတော့ကျွန်တော်အိမ်မှာရဲ့စရင်ကဟုတ်စရင်ကလည်းဟုတ်စရင်မငါကလည်းဟုတ်ဘာဖြစ်စားသူတို့ကောကျွန်တော်ရဲ့အိမ်မှာထားတဲ့တာသမီကြတော့လေလုံးလိမ္မာကြီးကြရှိတာပတ်စံရှိတယ်အဲ့လိုလိမ္မာကြီးကြရှိတော့ကျွန်တော်အရန်ကိုစိတ်ကြည့်တာဒီကရကန်ကန်ဟောဟုတ်ကဲ့ငါလက်တော်မေးဝင်လာငါသွားမှာလက်ကြီးတော့တော့ဒီလိုပတ်ကြည့်ရမှာဟုတ်ကဲ့ငါသွားလိုက်မယ်ဟုတ်ကဲ့ဆေးဆေးဟုတ်ကဲ့စေတမတယောက်တကယ်ပြတ်မေခမင်းဝကြီးနဲ့ဘာလို့ဟာမရကျွန်တော်ပိုက်ဆံရမရတော့ပြပါသွားကြည့်တယ်ဘာရကြည့်တော့ဖေးရမရှိဘူးဒီကလေးနဲ့ကြည့်တာကျွန်တော်ဘယ်လိုစောင်းဟာကွာလို့ရလားဒီကလေးပြင်ရဒီကဘိုက်ပြေကိုကြည့်တာဒီကောင်းတာတော့ထားလိုက်နေတလုံးမကတော့အဲ့တော့လည်းဒီလိုစားနေတာနေလည်းဒီလိုစားဖို့ကွာဟုတ်လားဒီလိုဖွင့်ဖဲ့မို့ရမင်းမရိုင်းနိုင်ဟမ်ရှားရင်တော့ရိုင်းလာတယ်ခမင်းမင်းတော့ရတယ်လေမင်းတိလာမောရဟာအဘရောခဲလျောပါခမင်းပဲတော့အမမေးပြန်လို့လေးလာပါရကမနဲ့အိမ်မှာနေတဲ့စရင်လာတော့တန်ကျင်မရှိတယ်ပေါ့မင်းတို့ကထားငါရှင်းလာတယ်ကွာငါရှင်းလာတယ်မင်းရဲ့ငါရှင်းလာရှားတယ်ပါဟိုရပေါင်းလာတယ်ချင်းညာဘာမှတော့ဖြစ်ပြီးတော့နောက်ဆက်ဒီလိုကချက်ထားတယ်ဒီလိုပေါ်ရပြတ်သွားတယ်နားတယ်ဒီအောင်နဲ့ကတော့မရှိလားပါလေပါကျွန်တော်ပြစ်ဆိုင်တော့တော့ပါအေးပြောလို့ဆိုလို့ပြောရင်တော်တော်မင်းဘာလို့ကြာချင်းငါစိတ်ပါနေတယ်မင်းမထတာတော့ဒီလိုကြီးကိုပြောတော့မင်းတိထားဘွားသမီးတစ်လုံးရဲ့တိုင်ရုပ်နားတယ်ဒီလိုငါမင်းကိုပြောခဲ့အဲ့တော့မင်းနဲ့စကားပြောရတာငါမမရှိဘူးတော့ရမွေးရအားတယ်နေမေဘာရင်းပြရလဲမင်းတို့လေးမင်းကဒီကိုင်မောလာပါနဲ့မင်းဘာစိတ်ပေါက်နေရလဲကွာတဲ့အဖေစိတ်ပေါက်ရတယ်ကွာဘာဖားနေပြဿနာဖြစ်နေတာကွာမင်းရလေကွာမင်းကမင်းကိုဒီလောက်ကောင်းနေရတော့မင်းကဘာလို့အဲ့လောက်ဒေါသဖြစ်နေမင်းကဆိုမင်းပေါ်ပါတော့ရွှေဆိုလဲငွေဆိုလဲဖြစ်နေရတယ်မင်းလည်းရိုးရိုးရေဖြစ်နေရတော့မင်းကဘာလို့ဒေါသဖြစ်နေဟုတ်တယ်မွေးရမင်းဆိုတာမင်းသားမင်းပေါ်ဆိုရင်မတရားများတော့ဒါပေမဲ့မွေးရမင်းကျေးဇူးတရားတော့နားလဲမင်းဘာဖြစ်နေလဲဆိုမင်းကလေးကမင်းပေါ်မှာဘာဆိုအကုန်လုပ်ပေးပါတယ်မွေးရသွားတော့ကွာမင်းတို့ကတည်းကအခုလည်းဇက်တော့သွားရရတယ်
ညီမလေးပြောဆိုရင်